ဒီအမျိုးသားဟာခန္ဓာကိုယ်တစ်ချမ်းလုံးတစ်ပင်ကြီးနဲ့တသားတည်းဖြစ်နေတာပါသူဟာမျောလင်းချက်ကင်းမဲ့ဆိုတာနဲ့ဘဝရဲ့နှုတ်ဆုံးအချိန်ကုန်ပဲစွန့်ဆိုင်နေကြရပါတယ်ဒါပေမဲ့ဒီအချိန်မှာပဲစွန့်စားသွားလာတတ်တဲ့တက်ကတူចောင်းသားအချို့ဟာဒီနေရာကိုမမျှော်လင့်မဲရောက်ရှိလာခဲ့ပါတယ်ဒီလူရဲ့ထူးဆန်းတဲ့ပုံစံကိုမြင်လိုက်ရတဲ့အခါသူတို့အားလုံးလန့်သွားကြပါတယ်သူအသက်ရှင်နေသေးလားဆိုတာကိုအတည်ပြုဖို့အတွက်ရှောင်းလျှောက်ကဖုန်းတစ်လုံးကိုယူပြီးသူ့နှာခေါင်းရှေ့မှာထားကြည့်လိုက်တဲ့အခါအသက်မရှူတော့တာကိုတွေ့လိုက်ရပါတယ်။ဒါပေမဲ့သူတို့အားလုံးလှည့်ထွက်သွားဖို့ပြင်လိုက်တဲ့အချိန်မှာပဲအဲ့ဒီလူရဲ့ပိတ်ထားတဲ့ညာဘက်မျက်လုံးကရုတ်တရက်ပွင့်လာပါတယ်။ဒီလိုထူးဆန်းတဲ့မြင်ကွင်းကြောင့်ရှောင်းလျှောက်ကတနက်နဲ့ချိန်လိုက်ပေးမယ်လေအဲ့ဒီလူကသူ့ကိုအဆုံးစီရင်ပေးဖို့တောင်းပန်နေခဲ့ပါတယ်။အဲ့ဒီလူရဲ့ဒုက္ခရောက်နေတဲ့အခြေအနေကိုကြည့်ပြီးအာဝေကတနက်နဲ့အဆုံးသတ်ပေးဖို့ပြင်ခဲ့ပေမဲ့တကယ်တမ်းကျတော့မလုပ်ရက်ခဲ့ပါဘူး။အဲ့ဒီအချိန်မှာပဲတစ်ပင်ပေါ်မှာထူးဆန်းတဲ့လက်နက်တစ်ခုကတ်နေတာကိုသူတို့သတိထားမိသွားပါတယ်။အဲ့ဒီလူကသူတို့ကိုဒီအနီးအနားမှာလျှို့ဝှက်အခြေစော့ကန်တစ်ခုရှိကြောင်းအဲ့ဒီထဲမှာသူ့ရဲ့နာကျင်မှုကိုတက်တာစေမဲ့ဆေးဝါးတွေရှိကြောင်းပြောပြခဲ့ပါတယ်။ကံကောင်းရင်သူ့ကိုကဲထုတ်နိုင်မဲ့ကိရိယာတွေလည်းရှိနိုင်တယ်လို့ဆိုပါတယ်။သူတို့အဖွဲ့ဟာအဲ့ဒီလူပြောပြတဲ့အတိုင်းစခန်းကိုသွားရှာခဲ့ပြီးဆေးဝါးတွေကိုတွေ့ရှိခဲ့ပါတယ်။ဒါပေမဲ့သူတို့အမြန်ဆုံးပြန်လာခဲ့ပေမဲ့လည်းအဲ့ဒီလူဟာနာကျင်စွာနဲ့ပဲအသက်ဆုံးရှုံးသွားခဲ့ပါပြီ။ရှောင်းရှုံကတော့နားမလည်နိုင်အောင်ဖြစ်နေပါတယ်။လွန်ခဲ့တဲ့နိုင်အနည်းငယ်ကမှစကားပြောနေတဲ့လူကအခုတော့အသက်မရှိတော့ပါဘူး။ဒီလူဘာကြောင့်တစ်ပင်နဲ့တသားတည်းဖြစ်နေရတာလဲဆိုတာကိုသိဖို့အတွက်သူတို့ရှာဖွေကြည့်တဲ့အခါမှာတော့လျှို့ဝှက်ဆေးရည်တစ်မျိုးကိုတွေ့ရှိခဲ့ပါတယ်။အဲ့ဒီလူရဲ့လက်မောင်းမှာဆေးထိုးထားတဲ့အမာရုပ်တွေကိုမြင်လိုက်တဲ့အခါသူတို့သိလိုက်ရတာကတော့ဒီလူဟာစမ်းသပ်မှုတစ်ခုရဲ့သားကောင်ဖြစ်ခဲ့တာပါ။စမ်းသပ်မှုအတွင်းတစ်ခုခုမှားယွင်းသွားတာကြောင့်တစ်ပင်နဲ့ကသားတည်းဖြစ်သွားခဲ့နိုင်ပါတယ်။စခန်းထဲမှာကြံခဲ့တဲ့ကျောင်းသားကလည်းကွန်ပျူတာထဲကဖိုင်တစ်ခုကိုဖွင့်ကြည့်လိုက်တဲ့အခါအဲ့ဒီလူဟာအာဂါတရုပ်ဗေဒပညာရှင်တဦးကြောင့်သိလိုက်ရပါတယ်။သူဟာဒီနေရာမှာအာဂါတနဲ့အချိန်ကိုဖျက်ဆီးသွားလာနိုင်တဲ့ထူးခြားတဲ့လွှိုင်းတွေရှိတာကိုတွေ့ရှိခဲ့တာပါ။သူ့လက် theory ကိုတက်တဲ့ပြုဖို့အတွက်နှစ်ပေါင်းများစွာစူးစမ်းခဲ့ပေမဲ့စမ်းသပ်ခန်းထဲမှာဒနော်နဆက်ဖြစ်ခဲ့တာပါ။အဲ့ဒီတစ်ပင်ပေါ်ကလက်နက်ခါလဲသူကိုယ်တိုင်တီထွင်ထားတဲ့အချိန်ခရီးသွားကိရိယာပဲဖြစ်ပါတယ်။ဗီဒီယိုထဲမှာနောက်ထပ်လူတစ်ယောက်ကအဲ့ဒီသိပ္ပံပညာရှင်ကိုဆေးအတင်းထိုးပေးနေတာကိုလည်းမြင်လိုက်ရပါတယ်။ဒီနေရာမှာကြီးမားတဲ့လျှို့ဝှက်ချက်တွေရှိနေတာကိုရိပ်မိသွားတဲ့သူတို့အဖွဲ့ဟာနောက်ထပ်မနေရတော့ပဲဒီအန်ဒီရဲ့ရှိတဲ့နေရာကနေအမြန်ဆုံးထွက်ခွာသွား